ဝေဒနာကလဲပြီမဟုတ်စိတ်ကလဲတာအဲ့ဒီစိတ်တွေကနေပြီးတော့ခွေးတန်ကြတော့ခွေးစိတ်သွားပြီးခွေးပြသွားကြနွားတန်ကြတော့နွားအော်တန်ရဲ့လို့သိကြနွားစိတ်ဒကမအတန်ကြတော့ဒကမအတန်ရဲ့လို့သိကြဒကမစိတ်ဒကာအတန်ကြတော့ဒကာအတန်သိကြဒကာစိတ်သံဃာတော်အရှင်များများအတန်ကြတော့သံဃာတော်အရှင်များများအတန်သိနေတဲ့သံဃာအစိတ်ဒီစိတ်ကြီးဖြစ်ပြနေတာအဲ့ဒါစိတ်တဲ့ခါတာမရှိတဲ့စိတ်အဲ့ဒါပါလေအဲ့ဒီစိတ်အဲ့ဒီစိတ်ကြီးတော့ဖြစ်ပြနေတာအတန်ကလဲပြီမဟုတ်နာပတာရအကြီးကလဲပြီမဟုတ်စိတ်ကြီးကလဲတာဗျအဲ့ဒါစိတ်ကြီးကဖြစ်လာကြတယ်သံဃာဆိုတာအဲ့ဒါဗျဘဝကြီးအမျိုးမျိုးပြောင်းပြီးတော့ဖြစ်ပြနေတဲ့ပရိစ္ဆာသဘောဝေဒနာကဒီတဏှာကုတာအဲ့ဒါပရိစ္ဆာသမုပ္ပါလဲတဲ့တရားဗျအဲ့ဒါအတန်ဘောအတန်ကလဲပြီမဟုတ်စိတ်ကလဲတာနှာခေါင်းနဲ့အနံ့နဲ့ထိမှန်လိုက်အနံ့ကလဲပြီမဟုတ်နှာခေါင်းပတာရအကြီးကလဲပြီမဟုတ်စိတ်ကလဲလေဦးမယ်မွေတာနာတော့မွေတယ်လို့သိတဲ့စိတ်ဟောင်းသောနာတော့ဟောင်းသောနာတယ်လို့သိတဲ့စိတ်ရှင်သောနာတော့ရှင်သောနာတယ်လို့သိတဲ့စိတ်ပုတ်သောနာတော့ပုတ်သောနာတယ်လို့သိတဲ့စိတ်ဒီစိတ်ဖြစ်ပြန်အနံ့ကလဲပြီမဟုတ်စိတ်ကြီးကလဲပြီအနံ့ကတော့ဓမ္မသဘောနာနာကတော့ပတာရနှာခေါင်းပတာရအကြီးကဓမ္မသဘောစိတ်ကြီးကကြီးလဲတာဗျအဲ့ဒီစိတ်တွေကဘာလဲတဲ့ပရိစ္ဆာသမုပ္ပါဆိုတာအဲ့ဒါဗျအဲ့ဒါဘဝကြီးဖြစ်ကြောင်းဆွဲပြီးဖြစ်ပြီးတော့ຢာကဒေါသမောဟဆိုတဲ့ဒီစိတ်ကြီးဖြစ်ကုန်တာအဲ့ဒါဘာလဲတဲ့ဒီစိတ်ကြီးဖြစ်ဖို့ဥပါဒခန္ဓာကြီးဖြစ်ဖို့အနတ်ဘောကဒါကြောင့်လူသေးလို့လူမဖြစ်ဘူးလို့ပြောတာလူ10သိန်းစီဒီလိုသိနေရင်လူ10သိန်းစီလူတယောက်မှဖြစ်လျာနဲ့ရတာနဲ့စားလိုက်ပရိစ္ဆာသမုပ္ပါစိတ်ကြီးဖြစ်ဖို့ရတာကလဲဒီမဟုတ်လျာရုပ်ကလည်းလဲဒီမဟုတ်ဘယ်ကလဲတဲ့စိတ်ကလည်းဆိုတာစားတော့ဆိုတယ်လို့သိတဲ့စိတ်စိတ်နာလေးစားတော့စိတ်တယ်လို့သိတဲ့စိတ်ငါနာစားတော့ငါတယ်လို့သိတဲ့စိတ်စတ်ထာစားတော့စတ်တယ်လို့သိတဲ့စိတ်ခါတာစားတော့ခါတယ်လို့သိတဲ့စိတ်ပူတာစားတော့ပူတယ်လို့သိတဲ့စိတ်ဟောရတာကလဲဒီမဟုတ်စိတ်တွေကလဲတာပရိစ္ဆာသမုပ္ပါဆိုတာအဲ့ဒါဗျအဲ့ဒီစိတ်တွေလဲခြင်းကြောင့်မလို့ယုံနာမသိလို့ဒီစိတ်တွေသိပြီဆိုတော့ပရိစ္ဆာသမုပ္ပါရပ်ပါလိမ့်မယ်ဗျဒီစိတ်တွေသိရင်အနုဘောပရိစ္ဆာသမုပ္ပါဘယ်တော့မှမရပ်ဘူးလားပါအခုကပရိစ္ဆာသမုပ္ပါလဲနေတဲ့တကား၆ပေါက်ကလဲနေတဲ့တရားကိုဟောတာစိတ်တွေလဲနေဝေဒနာဘောကလည်းပရိစ္ဆာသမုပ္ပါလဲတဲ့တရားတကား၆ပေါက်ကအာယု၆ပါးကလည်းပရိစ္ဆာသမုပ္ပါလဲတဲ့တရားပရိစ္ဆာသမုပ္ပါကရက်တဲ့တရားကိုနောက်ပြီးတော့မှဟောမယ်အဲ့တော့ပရိစ္ဆာသမုပ္ပါအခုလဲနေတာရတာဘောကလည်းဒီမှာစိတ်တွေလဲနေပြီအဲ့ဒါအပယ်ပဲတော့မလို့ဒီစိတ်တွေဖြစ်နေရင်ကိုချိုးနေပြီလားမှတ်တော့လူသသိမ့်နေတယ်လို့လူပြောင်းဖြစ်ဖို့ဒီစိတ်တွေဖြစ်နေတာကိုယ်စိတ်ရင်သိလိုက်